ဒါကတော့လူသားစားတဲ့အာလူတစ်လုံးမှာသူကအမျိုးသားတွေမသိအောင်နောက်ကနေအမြဲတမ်းချုံပြီးကတ်တတ်ပါတယ်အဲ့ဒီလူကအာလူကိုမြင်လိုက်ရတဲ့အခါကြောက်လန့်ပြီးတုန်တင်းထွက်တတ်ပါတယ်အဲ့ဒီအချိန်မှာအာလူကသူ့ရဲ့ဆောင်ကိုယူလိုက်ပေမဲ့သူ့ကိုတော့ရန်မမှုပါဘူးသူကအဲ့ဒီလူကိုသူ့ကြောလေးပဲကုတ်ခိုင်းခင်လာပါအသက်ရှင်ဖို့အတွက်အဲ့ဒီလူဟာနာခံဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိပါဘူးဒါပေမဲ့ပိုကြောက်စရာကောင်းတာကအဲ့ဒီလူထမင်းစားဖို့ထိုင်လိုက်တိုင်းအာလူကသူ့ရဲ့ပါဇက်ကြီးကိုဟာပြီးပကံမမချန်အကုန်လုံးကိုဝါမျိုးပစ်လိုက်တာပါပဲဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးညဘက်အဲ့ဒီလူအဲ့ရတဲ့ဝက်နေအခါအာလူကမီတာတေတာလောက်ရှိရဲ့သူ့ရဲ့လျားကြီးကိုထောက်ပြီးအဲ့ဒီလူနာကိုကတ်လာပါတယ်အဲ့ဒီလူကပြန်မတိုက်ခိုက်နိုင်ပဲတိတ်တိတ်လေးပဲအောင်ကြီးတဲခံနေရပါတယ်တနေ့မှာတော့အဲ့ဒီလူသမင်းစားနေတော့အာလူကအစားအသောက်တွေအကုန်လုံးကိုထပ်ပြီးစားပစ်လိုက်ပြန်ပါတယ်ဆယ်ရက်တိုင်တိုင်အစာမစားရပဲနေခဲ့ရတဲ့အဲ့ဒီလူဟာလုံးဝကိုစိတ်သက်သာပောက်ကွဲသွားပါတော့တယ်ဒေါသတကြီးနဲ့သူကအာလူကိုဆဲဆိုလိုက်ပေမဲ့အာလူကတော့ဂယုမစိုက်တဲ့အပြင်သူ့ကိုလေးတောင်တက်ပြစ်လိုက်ပါသေးတယ်အဲ့ဒီလူလဲဆက်ပြီးတီးမခံနိုင်တော့တဲ့အချိန်မှာပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဓာတ်ပုံကဟောင်းလေးတပွန်ကိုရုတ်တရက်တွေ့သွားပါတယ်ဓာတ်ပုံထဲမှာတော့သူနဲ့အာလူဟာအတူတူအယမ်းပျော်နေပုံရပါတယ်အဲ့ဒီတုန်းကအချိန်တွေကိုပြန်သတိရပြီးသူပြုံးလိုက်မိပါတယ်သူကပျော်ရွှင်စရာအချိန်တွေကိုပြန်ရောက်သွားသလိုမျိုးခံစားချက်နဲ့သူ့နောက်ကအာလူကိုလှည့်ကြည့်လိုက်ပါတယ်သူကသူ့ပါဇက်ထဲကိုချိုးချင်းတစ်လုံးပစ်ထည့်လိုက်ပြီးမြဲအဲ့ဒီချိုးချင်းကိုလိုချင်တဲ့အာလူဟာသူ့ပါဇက်ထဲကိုတန်းပြီးခုံးဝဲသွားပါတော့တယ်အဲ့ဒီနောက်မှာတော့အာလူကအဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာတဖြည်းဖြည်းကြီးထွားလာပြီးနောက်ဆုံးမှာတော့သူ့ခန္ဓာကိုယ်ကိုဖောက်ထွက်သွားပါတော့တယ်